ဒီမှာဟိုရင်စားမွေတဲ့ကမေးထားလို့ပေါ့နော်စားမွေတဲ့ကမေးထားလို့ဆိုတာစားဖြောတာဘယ်လိုပြောလဲဒါကတော့ပါဝါပေါ့နော်ဒါကတော့မော်တာဒါကစားမွေကလို့ဒီမှာနော်ဒီမှာရေးလဲဟိုဒီမှာဒါကတော့အေးနော်ကွန်ပျူတာအောင်မောင်းတာဒါကတော့ပါဝါဒီနှစ်ခုလုံးကိုထိန်းတာနော်ဒီပါဝါထိန်းတာဟုတ်ပြီနော်အေးရရေးလဲရဟုတ်ပြီနော်အေးရဒါကတော့မော်တာဟိုစားမွေတဲ့မော်တာလို့ခေါ်တယ်နော်အဲ့တော့နော်ဒီဟာမော်တာဒီဟာကျတော့ main ပေါ့နော်ဒီဟာ main ဟုတ်ပြီနော်ဒီဟာဟိုတဲ့အေးဖို့အတွက်ရေခဲခဲဖို့အတွက်ကခလုတ်ကဒီကောင်ဟုတ်ပြီနော်ဒါကတော့ဒီအကုန်လုံးရဲ့ main อ่ะဒီကောင်ဟုတ်ပြီနော်ဒါပြောထားလို့ပထမဆုံးစားမွေမယ်စားမွေမော်တာတင်မယ်နော်တင်ဒီကတော့ main ပေါ့နော်ဒီကောင်ကျတော့အေးခဲဖို့အတွက်နော်ဒါဒီမှာစားမွေတဲ့ဟာတော့ဒါလိုက်တင်တာသူကတော့ဒါလိုက်လဲနေမှာဒီကောင်ကတော့ကျွန်တော်တို့ကနော်ဒီခဲဖို့ဟာကျတော့နော်9မိနစ်တိုင်မှာပေးထားတယ်နော်ဒါစိတ်ကတ်တယ်ပေါ့နော်ဒါသူအပီးသီးစိတ်ကတ်ပေါ့နော်ကျတော့ဒီမှာအဲ့တော့ဟိုဒီမှာနော်စားမွေလို့ချင်းဒီမှာရောင်းမနဲ့ပဲမွေလိုက်နော်ကျွန်တော်တော့ရောင်းမနဲ့မွေရဆက်နဲ့မွေတယ်နော်နှင်းလို့မွေလို့ရဒါခဲမှုကောင်းတယ်လို့နော်ဒီမှာဒါနော်ခဲချိန်ကောင်းတယ်လို့နော်ခဲချိန်ကောင်းတယ်လို့ကမှခဲနေတာခဲဒါနော်အဲ့ခဲချိန်ကောင်းနေရလေဆိုရင်ဒီမှာဟိုတန်းကြည့်နော်ဒီမှာဒါရေခဲမှတ်ပဲနော်ရေခဲမှတ်အဲ့ဒီနော်15ထိရောက်ပြီဒါ30ကျော်အနှုတ်30ကျော်ပြီနော်ဒီမှာနော်တခြားကြီးအနှုတ်30ကျော်ပြီသူကလည်းရေခဲထည့်လို့ရတယ်နော်စာခဲလို့ရတယ်ဒီမှာနော်ရေခဲတုပ်တွေထည့်လို့ရတယ်မှာနော်ဘူးမထည့်ထားရှိသေးရနော်ဒီမှာတောင်းသွားတွေ့လားနော်အမတောင်းသွားတွေ့လားနော်ခဲချိန်ကောင်းတော့ခဏလေးနဲ့တောင်းတော့နော်အမနော်အကြတော့ဒါခဲလို့ရပါပြီတွေ့နော်ဒီမှာကိုမစခဲတာမလို့ဆက်ဖွင့်တယ်ဒီမှာကိုရင်ခဲချိန်ကတော့အနှုတ်15ရှိရယ်နော်အနှုတ်30ကျော်ကြီးဆိုတာနဲ့ခဲတဲ့ပစ္စည်းထည့်လို့ရတယ်နော်အဲ့တော့စားမွေတာတော့ဒီမှာရောင်းမနဲ့မွေလို့ရတယ်လက်နဲ့မွေရလက်နဲ့မွေမှဆိုရင်တော့ဒီမှာရာဘာလက်လေးဝယ်လိုက်ပါနော်ရာဘာလက်လေးနဲ့ခြေပြီးတော့မွေလဲရတယ်နော်အကြတော့နော်ဟိုမှာဖွင့်တဲ့ဟာလဲသိပြီးဒီမှာလဲခဲတဲ့ဟာလဲသိပြီးဆိုတော့နော်ဒါဟိုရင်ခဲလုံးကောင်းလို့ရမှာနော်ကန့်နေတာ